2026ဇူလိုင်လ20ရက်နေ့ညနေခင်းရရှိထားတဲ့ပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတဲကိုဖြေရှင်းရမှာပြည်သူလူထုရဲ့ယုံကြည်မှုနဲ့2020ရွေးကောက်ပွဲကတဆင့်ပြည်သူတွေတရားဝင်တင်မြှောက်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်ဆောင်ရွက်မှုဟာမရှိမဖြစ်လိုအပ်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီကထုတ်ပြန်လာပါတယ်။ဒါကတော့ဒီကနေ့ဇူလိုင်လ20ရက်နေ့မှာပဲ NLD ကထုတ်ပြန်လာတာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတဲကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်မှုအတွက်ကုလသမဂ္ဂအာဆီယံနဲ့မိတ်ဆွေနိုင်ငံတွေရဲ့အပြုသဘောဆောင်ကြိုးပမ်းမှုတွေကိုလည်းကြိုဆိုတဲ့အကြောင်းဖော်ပြထားပါတယ်။အထူးသဖြင့်အာဆီယံရဲ့ဘုံသဘောတူညီချက်9ရပ်ဟာမြန်မာအရေးကိုဖြေရှင်းရမှာအဓိကမူပေါင်းအဖြစ်ဆက်လက်တည်ရှိနေတဲ့အကြောင်းအတည်ပြုပေးခဲ့တဲ့အတွက်လေအဲ့ဒီအပေါ်မှာကြိုဆိုပါတယ်လို့ NLD ကဆိုပါတယ်။လက်ရှိမြန်မာအရေးအကျပ်အတဲကိုဖြေရှင်းမှုအတွက်ရထားတွေအပေါ်အကြမ်းဖက်မှုတွေရပ်တန့်ဖို့ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့နဲ့အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးဆိုတဲ့အချက်တွေဟာမရှိမဖြစ်လိုအပ်တယ်လို့လည်း NLD ကထောက်ပြထားပါတယ်။ NLD အနေနဲ့ကတော့မြန်မာအရေးမှာအားလုံးပါဝင်ရေးဆိုတဲ့အခြေခံမူကိုသက်ဆိုင်သူအားလုံးရဲ့ယုံကြည်မှုအပေါ်မှာပဲအခြေခံရမယ်လို့သတ်မှတ်ထားပြီး2020ရွေးကောက်ပွဲမှာပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ NLD ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ကိုစားပြုမှုရှိတဲ့နိုင်ငံရေးအင်အားစုတွေတိုင်းရင်းသားအင်အားစုတွေအပြည့်အဝမပါဝင်တဲ့ညီသည့်နိုင်ငံရေးဖြစ်စဉ်မျိုးမဆိုပြည်သူလူထုရဲ့ယုံကြည်လက်ခံမှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုအပြည့်အဝရရှိနိုင်မှာမဟုတ်ဘူးလို့ဆက်လက်ပြောဆိုထားပါတယ်။ဒါ့အပြင်လက်ရှိမြန်မာနိုင်ငံရေးပြဿနာရဲ့မူလအကြောင်းရင်းဟာ2020ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုစစ်တပ်ကပယ်ဖျက်ပြီးတော့ပြည်သူ့ဆန္ဒကိုစန့်ကျင်ပြီးလက်နက်အားကိုးနဲ့အတင်းအကျပ်အာဏာသိမ်းယူခဲ့မှုကြောင့်ဖြစ်တယ်လို့ NLD ကထောက်ပြထားပါသေးတယ်။အဲ့ဒီအတွက်ဆက်အာဏာသိမ်းမှုကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းရမှာပြည်သူလူထုရဲ့ယုံကြည်မှုနဲ့တရားဝင်အနှင်းထားတဲ့အာဏာရရှိထားသူဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်ဆောင်ရွက်မှုဟာမရှိမဖြစ်လိုအပ်တယ်လို့ NLD ကအလေးပေးပြောကြားထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အာဆီယံအနေနဲ့မြန်မာအရေးကင်တွယ်မှုကြာရှုံးနေတဲ့ဆိုတဲ့ဝေဖန်မှုတွေကိုဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးကပယ်ချလိုက်ပြီးအာဆီယံဘုံသဘောတူညီချက်9ချက်နဲ့အညီမြန်မာအရေးကိုဆောင်ရွက်နေတယ်လို့တုံ့ပြန်လိုက်ပါတယ်။ဒါကတော့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကလက်ရှိအာဆီယံအနေနဲ့မြန်မာအရေးကိုကင်တွယ်ဖြေရှင်းတဲ့နေရာမှာကြာရှုံးနေတယ်လို့ဝေဖန်ပြောဆိုခဲ့တာကိုဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးဌာနကဇူလိုင်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲပယ်ချလိုက်တာပါ။ဒါ့အပြင်လက်ရှိအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အနေနဲ့လက်ရှိမြန်မာအရေးကိုအာဆီယံဘုံသဘောတူညီချက်9ချက်နဲ့အညီဆက်လက်ဆောင်ရွက်နေတယ်လို့လည်းတုံ့ပြန်ထားပါတယ်။တစ်ဖက်ကဝေဖန်မှုထုတ်ပြန်ခဲ့တဲ့ SACM အဖွဲ့ကတော့မြန်မာအရေးကိုလေ့လာသုံးသပ်နေတဲ့လွတ်လပ်သောကျွမ်းကျင်ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ကဝေဖန်ထောက်ပြထားတာကတော့ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့ကပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံရေးဝန်ကြီးတွေနဲ့မြန်မာစစ်တပ်ဘက်ကကိုယ်စားလှယ်တို့ဘန်ကောက်မြို့မှာအလို့တဘောတွေ့ဆုံမှုဟာအာဆီယံရဲ့မြန်မာအရေးချင်းကပ်ပုံလမ်းကြောင်းလွဲနေပြီးဖိလစ်ပိုင်နိုင်ငံရေးဝန်ကြီးအနေနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်တတိမရှိတဲ့ချင်းကပ်မှုနဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကိုဆောင်ရွက်နေတယ်လို့ SACM ကပြင်းပြင်းထန်ထန်ထုတ်ပြန်ဝေဖန်ထားတာပါ။ဒါနဲ့ပတ်သက်ပြီးဖိလစ်ပိုင်နိုင်ငံရေးဝန်ကြီးကတုံ့ပြန်ရမှာသူ့အနေနဲ့မြန်မာအရေးကိုအာဆီယံခေါင်းဆောင်တွေချမှတ်ထားတဲ့ဘုံသဘောတူညီချက်9ချက်ထဲမှာပါတဲ့အာဆီယံကိုယ်စားလှယ်ဘက်ကသက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဆွေးနွေးရေးဆိုတဲ့အချက်အတိုင်းနှစ်ဖက်စလုံးနဲ့ထိတွေ့ဆက်ဆံဆွေးနွေးမှုတွေဆောင်ရွက်နေတာသာဖြစ်တဲ့အကြောင်းတုံ့ပြန်ထားပါတယ်။အဲ့လိုနှစ်ဖက်စလုံးနဲ့တွေ့ဆုံမှုမှာလည်းအာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်ကိုဆက်လက်ကင်ဆွဲပြီးမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ရေးအပြစ်ခတ်ရက်စဲပြီးသက်ဆိုင်သူအားလုံးတွေ့ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်ရေးတွေပါတဲ့ဘုံသဘောထားအချက်9ချက်ကိုသာမြန်မာစစ်တပ်ဘက်ကအကောင့်ထဲပေါ်လာဖို့အတွက်ဆက်လက်ပြောဆိုကြိုးပမ်းမှုဖြစ်တယ်လို့ဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့ရခိုင်ပြည်နယ်ကမြို့3မြို့ကိုအကြမ်းဖက်စစ်တပ်ကတရက်တဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်သွားမှုကြောင့်ရတပြည်သူ9ဦးသေဆုံးပြီးရဟန်း3ပါးအပါအဝင်ပြည်သူစုစုပေါင်း29ဦးဒဏ်ရာရထားတယ်လို့အာရခတတော် AA ကသတင်းထုတ်ပြန်လာတဲ့အပြင်လက်တုံပြန်မယ်လို့လည်းတတိပေးထားပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ19ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာပဲအကြမ်းဖက်စစ်တပ်ကအာရခတတော် AA သိမ်းပိုက်ထားတဲ့မြို့တွေတဲကမအီမြို့တန်ဒရဲမြို့နဲ့ပုံနာကျုံမြို့တွေကိုလေနဲ့လာပြီးပုံကျဲတိုက်ခိုက်မှုတွေလုပ်သွားတယ်ဆိုပါတယ်။အဲ့လိုအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တောင်ကုန်းမြို့နယ်မအီမြို့ကအရတာပြည်သူ9ဦးသေဆုံးသွားတဲ့အပြင်တန်ငါတစ်ပါးနဲ့ကလေးငယ်တွေအပါအဝင်ရတာပြည်သူ22ဦးကဒဏ်ရာတွေရထားရုံနဲ့မကခရစ်ယာန်ဘုရားကျောင်းနဲ့လူနေအိမ်အလုံး20ကျော်လဲပျက်စီးထားတယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်တစ်ဖက်ကတန်ဒရဲမြို့မှာလည်းရတာပြည်သူ4ဦးဒဏ်ရာရထားသလိုပုံနာကျုံမြို့နယ်
တောင်ပေါက်ကျေးရွာဘက်မှာလဲရဟန်းတန်က2ပါးနဲ့ပြည်သူ့တန်ရာရထားတယ်လို့ AA ကထုတ်ပြန်ထားတာပါဒါနဲ့ပတ်သက်ပြီးအာရခတ်တော် AA ကပြောထားတဲ့အထက်အခုလိုအကြမ်းဖက်စစ်တပ်ကဘာမှမဆိုင်တဲ့အရတာပြစ်မှတ်တွေကိုဒမင်နဂါရွေချက်ရှိတက်ခိုက်မှုဟာစစ်တပ်ဘက်ကနိုင်ငံတကာကိုလူကြားကောက်အောင်ကြီးညာထားတဲ့ရက်တရားစီမံချက်ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့တွဲဆုံဆွေးနွေးရေးပြောဆိုချက်အတွက်မေကွန်ထုတ်เสียဖြစ်နေတယ်လို့လည်းထောက်ပြသွားပါတယ်အာရခတ်တော် AA အနေနဲ့ကတော့အခုလိုအကြမ်းဖက်စစ်တပ်ဘက်ကအရတာပြည်သူတွေကိုပြစ်မှတ်ထားတက်ခိုက်မှုတွေအတွက်မိဖက်အဖွဲ့အစည်းတွေနဲ့အတူပူးပေါင်းပြီးလက်တုံပြန်သွားမှာဖြစ်တယ်လို့လည်း AA ကတတိပေးထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းကရင်းမာဘင်းနဲ့ကမ်လူမြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်နဲ့ပြူစောတီစခန်းတွေကိုတော်လိုင်းတပ်တွေကတိုက်ခိုက်မှုတွေအတွင်းစစ်တပ်ဘက်က၄ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်မတာအလောင်းတချို့နဲ့တနက်တလက်ကိုပါသိမ်းဆီးရရှိခဲ့တယ်လို့တပ်ဆိုင်ရာတော်လိုင်းတပ်တွေကရန်ကုန်ခေတ်ကိုပြောပါတယ်ရင်းမာဘင်းမြို့နယ်ကဖြစ်စဉ်ကို ULF စစ်ကြောင်းကဒီကနေ့ဇူလိုင်လ20ရက်နေ့မှာထုတ်ပြန်လာတာကတော့ဗန်ဘွေးကျေးရွာပြူစောတီစခန်းကစစ်သား6ဦးဟာဇွန်လ20ရက်နေ့ကပဲလမ်းကြောင်းရှင်းလင်းမှုရှိမရှိစစ်ဆေးဖို့ဆိုပြီးခတ်တီတီနဲ့ကင်းထောက်ထွက်လာတဲ့အချိန်တော်လိုင်းရဲဘော်တွေနဲ့ထိတ်တိုက်တိုးခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့ဒီချိန်တော်လိုင်းရဲဘော်တွေကလည်းအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား6ဦးကိုပြစ်ခတ်ရှင်းလင်းရမှာစစ်သား2ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတွေကိုတေကုန်ကြပြီးနောက်ထပ်4ဦးကဒဏ်ရာတွေနဲ့ထွက်ပြေးသွားကြတယ်ဆိုပါတယ်အဲ့နောက်တေသွားတဲ့ကင်းထောက်စစ်သား2ဦးမတာအလောင်းစီကနေတနက်တလက်ကိုပါတော်လိုင်းတပ်တွေကတင်စီရရှိခဲ့ပြီးဒဏ်ရာတွေနဲ့ထွက်ပြေးသွားတဲ့စစ်သား4ဦးတည်းကနောက်ထပ်2ဦးလည်းထပ်တေသွားတဲ့အကြောင်းကိုသိထားရတယ်လို့ ULF စစ်ကြောင်းတာဝန်ရှိသူကရှင်းပြထားပါတယ်တစ်ဖက်ကကမ်ဘလူးမြို့နယ်မှာလဲဇူလိုင်လ16ရက်နေ့ကပဲညောင်စင်လေးနဲ့နှက်အင်းကျေးရွာတွေဘက်မှာစစ်တပ်လက်အောက်ကပြူစောတိစခန်းတွေကိုကမ်ဘလူး KI drone တပ်ဖွဲ့ KDF က2ရက်ဆက်တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးစစ်တပ်ဘက်ကတိကျမှုအခြေအနေတွေကိုဆက်လက်အတည်ပြုနေဆဲဖြစ်တယ်လို့ KDF တပ်ဖွဲ့တာဝန်ခံကိုပေါက်ကြီးကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့နေပြည်တော်တကုံးမြို့ကအကြမ်းဖက်စစ်တပ်ခန့်ဆရာဆန်ရက်ကွက်အုပ်ချုပ်ရေးမှူးထုံးမြတ်မင်းဆိုတဲ့သူကစစ်မှုထမ်းဖို့လူငယ်တွေကိုအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးပို့ဆောင်နေပြီးငွေကြေးတန်းတဲ့သူတွေဆိုရင်လူငယ်တအုပ်ငွေကျပ်300နဲ့ပြန်ရွေးခိုင်းတာတွေကိုတိုင်ကြားမှုရှိနေသည့်တိုင်အောင်စစ်ရာရှိတွေကအရေးယူမှုမရှိဘူးလို့ဒေသခံတွေကရန်ကုန်ခေတ်ကိုဆက်သွယ်ပြောဆိုလာကြပါတယ်အဲ့ဒီနေပြည်တော်တကုံးမြို့ကဆရာဆန်ရက်ကွက်အုပ်ချုပ်ရေးမှူးထုံးမြတ်မင်းဆိုတဲ့သူဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာအုပ်ချုပ်ရေးမှူးဖြစ်လာသူလို့လည်းဆိုပါတယ်လက်ရှိမှာလည်းအဲ့ဒီအုပ်ကြီးထုံးမြတ်မင်းဆိုတဲ့သူဟာတကုံးမျိုးနဲ့ဆရာဆန်ရက်ကွက်အတွင်းကလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထဲကိုပို့တာမျိုးလုပ်နေသူဖြစ်တယ်လို့အဲ့ဒီကငွေကြေးတက်တဲ့လူငယ်တွေဆိုရင်အုပ်ချုပ်ရေးမှုရုံးမှာထိမ့်သိမ်းထားပြီးမိသားစုတွေစီကနေလူငယ်တအုပ်ကိုငွေကျပ်300ကျော်နဲ့ပြန်ရွေးခိုင်းတာတွေလုပ်နေတယ်လို့ဒေသခံတွေကရှင်းပြထားပါတယ်အဲ့လိုသူတောင်းတဲ့ငွေကိုမပေးနိုင်တဲ့လူငယ်တွေဆိုရင်တော့စစ်တပ်ထဲကိုတပ်သားအစ်အဖြစ်တခါတည်းပို့လိုက်တယ်လို့လည်းဒေသခံတအုပ်ကပြောပါတယ်အဲ့ဒီတကုံးမျိုးနဲ့ဆရာဆန်ရက်ကွက်အုပ်ချုပ်ရေးမှုထုံးမြတ်မင်းဆိုသူရဲ့စစ်မှုထမ်းအကြောင်းပြချက်နဲ့ငွေကြေးအမြောက်များချင်းချောက်တောင်းရနေတဲ့ကိစ္စကိုလည်းနင်နာသူဒေသခံတွေကအထက်ကိုတိုင်ကြားတာတွေရှိပေမဲ့လည်းဘာတစ်ခုမှရေးယူမှုမရှိသလိုအဲ့လိုငွေညှစ်လို့ရတဲ့အထက်ကဝေစုတချို့ကိုစစ်တပ်အရာရှိတွေကိုယ်တိုင်ခွဲဝေယူနေကြတယ်လို့လည်းဒေသခံတွေကပြောထားကြပါတယ်မကြာသေးမီကတည်းကစစ်တပ်ကပြုလုပ်ခဲ့တဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရွေးချယ်မှုမှာဆိုရင်အဲ့ဒီအုပ်ချုပ်ရေးမှုထုံးမြတ်မင်းဆိုတဲ့သူဟာရွေးချယ်မှုမခံရတာတော့ယာရုကနေဖယ်ပေးဖို့ညှင်းဆိုနေပြီးသူ့ရဲ့တပ်တန်းကြံနေသေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အသိရွေးချယ်ခံရတဲ့အုပ်ချုပ်ရေးမှုကိုတာဝန်မလွှဲပေးပဲညှင်းဆန်နေတယ်လို့ဒေသခံတွေကစပီးပြောပြထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အာဇာနည်နဲ့အထိမ်းအမှတ် Black Shirt Campaign လှုပ်ရှားမှုကိုဇူလိုင်လ19ရက်နေ့ကနေ23ရက်နေ့အထိ9ရက်ကြာပြုလုပ်မှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့အနက်ရောင်အင်ဂျီဒါမှမဟုတ်အနက်ရောင်လက်ပတ်ဝတ်ဆင်တာမျိုးကိုလုံခြုံရေးအခြေအနေပေါ်မူတည်ပြီးပါဝင်ဖို့စကိုင်းတိုင်းဒေသတပိတ်အင်အားစုကတိုက်တွန်းလာပါတယ်ဒီလှုပ်ရှားမှုဟာအာဇာနည်ခေါင်းဆောင်တွေအပြင်ဒီမိုကရေစီနဲ့လွတ်လပ်ရေးအတွက်အသက်ပေးလူခဲ့ကြတဲ့အာဇာနည်အားလုံးကိုဂုဏ်ပြုအောင်မေ့ဖို့ရည်ရွယ်တာဖြစ်ပြီးလှုပ်ရှားမှုကာလအတွင်းအာဇာနည်နဲ့အထိမ်းအမှတ် pamphlet တွေကိုလည်းဖြန့်ဝေသွားမှာဖြစ်တယ်လို့ပြောပါတယ်တစ်ဖက်ကလူမှုကွန်ရက်အသုံးပြုသူတွေအနေနဲ့လည်းတတ်မှတ်ထားတဲ့ Black Shirt Campaign profile icon တွေကိုအသုံးပြုပြီး online ကနေပါဝင်နိုင်တယ်လို့လည်းဆိုပါတယ်ဒါအပြင်အတိတ်ကိုဂုဏ်ပြုအနာဂတ်ကိုတည်ဆောက်ဆိုတဲ့ဆောင်ပုဒ်နဲ့အာဇာနည်တွေရဲ့ဆွလွတ်နေတာခံမှုတွေကိုဂုဏ်ပြုအောင်မေ့ကြဖို့ကိုလည်းတိုက်တွန်းထားပြီးဇူလိုင်လ23ရက်နေ့မှာတော့တော်လှန်ရေးကာလအတွင်းကြာဆုံးခဲ့တဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေနဲ့တွေ့ဆုံမေးမြန်းမဲ့ talk show အစီအစဉ်ကိုလည်းပြုလုပ်ပြီးတော့သူတို့ရဲ့အမှတ်တရတွေအတွေ့အကြုံတွေနဲ့ရင်တွင်းခန်းစားချက်တွေကိုမျှဝေသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ဒါပြင်ပြည်သူတွေအနေနဲ့လှုပ်ရှားမှု9ရက်လုံးမှာမိမိတို့တက်နိုင်တဲ့နည်းလမ်းတွေနဲ့ပါဝင်ပူးပေါင်းပြီး
အာဇာနည်တွေရဲ့ဆုံးလုံးအနစ်နာခံမှုကိုဂုဏ်ပြုအောင်မေးမှုနဲ့အတူဒီမိုကရေစီနဲ့တရားမျှတတဲ့အနာဂတ်ကိုအတူတကွတိဆောက်ကြဖို့လဲစကိုင်းတိုင်းဒေသတပိတ်အင်အားစုကတိုက်တွန်းထားပါသေးတယ်ခင်ဗျအခုတခါနိုင်ငံတကာသတင်းတွေပတ်မှာတော့အမေရိကန်ကအီရန်ကို9ရက်မြောက်နေ့အဖြစ်ဒီကနေ့ဇူလိုင်လ20ရက်နေ့မှာလဲဆက်လက်တိုက်ခိုက်နေပြီးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေအတွင်းအမေရိကန်တပ်ဖွဲ့ဝင်တချို့တေဆုံးမှုကြောင့်စစ်ပွဲပုံမှုကျေပြတ်လာမဲ့စိုးရိမ်မှုတွေမြင့်တက်လာနေပါတယ်ဒါကတော့မြန်မာစံတော်ချိန်ဒီကနေ့ဇူလိုင်လ20ရက်နေ့မနက်အစောပိုင်းမှာပဲအမေရိကန်ကအီရန်ကို9ရက်မြောက်နေ့အဖြစ်အပြင်းအထန်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ပြောလိုက်ပါတယ်ဒါနဲ့ပတ်သက်ပြီး CNN သတင်းမှာလည်းဖော်ပြထားသလိုအမေရိကန်ဘက်ကဒီကနေ့မနက်တိုက်ခိုက်မှုတွေကြောင့်အီရန်နိုင်ငံတော်မှာပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့လည်းဆိုထားပါတယ်အမေရိကန်ဘက်ကတော့အီရန်နဲ့သူတို့ကြားအပြန်အလှန်တိုက်ခိုက်မှုတွေအတွင်းအမေရိကန်တပ်ဖွဲ့ဝင်3ဦးသေဆုံးသွားမှုအတွက်အီရန်ကိုအမြန်ဆုံးပြင်းပြင်းထန်ထန်တုံ့ပြန်ရေးယူမယ်လို့ပြောထားတာကြောင့်ပဋိပက္ခဟာဒီထက်ပိုပြီးကျေပြန့်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေလည်းပုံမှုမြင့်တက်လာတဲ့အကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်အမေရိကန်ဗဟိုစစ်ဌာနချုပ်ရဲ့ဖော်ပြချက်စာရင်းအရအီရတ်နိုင်ငံမြောက်ပိုင်းမှာအီရန်ဘက်ကပစ်တဲ့ဒုံးကျည်ကိုပစ်ချနေတဲ့အချိန်အမေရိကန်စစ်သားတို့သေဆုံးသွားပြီးတစ်ဖက်ကဂျော်ဒန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့အီရန်ရဲ့တိကျတိုက်ခိုက်မှုအပြီးမှာလည်းအမေရိကန်စစ်မှုထမ်းတအုပ်သေဆုံးခဲ့တယ်လို့နောက်ထပ်တအုပ်ကတော့ပျောက်ဆုံးနေတယ်လို့ပြောပါတယ်အမေရိကန်ကအီရန်ကိုဒီကနေ့မနက်အစောပိုင်းမှာလေကြောင်းတိုက်ခိုက်မှုအသစ်တွေပြုလုပ်ခဲ့ပြီးတဲ့နောက်အရှေ့အလယ်ပိုင်းဒေသကအမေရိကန်မဟာမိတ်နိုင်ငံတွေမှာလည်းနောက်ထပ်တိုက်ခိုက်မှုလှိုင်းအသစ်တွေဖြစ်ပေါ်ခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်လက်ရှိမှာတော့အမေရိကန်နဲ့အီရန်ကြားယာယီသဘောတူညီချက်လည်းမရေမရာတော့ပဲနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေဟာ9ရက်မြောက်နေ့အထိဖြစ်ပွားလာတဲ့အတွက်ဒေသတွင်းစစ်ပွဲတွေပုံမှုကျေပြန့်လာမဲ့စိုးရိမ်မှုတွေပါမြင့်တက်လာနေပါတယ်ခင်ဗျတဆက်ထဲမှာပဲအီရန်ကကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ဟိုမိုရှီလက်ချာကိုလက်နက်တစ်ခုလိုအသုံးချနေတဲ့အတွက်ဒါကိုကာကွယ်ဖို့အမေရိကန်တနိုင်ငံတည်းမဆောင်ရွက်နိုင်ဘူးလို့အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုကပြောဆိုလာပါတယ်ဒါကတော့ဖိလစ်ပိုင်နိုင်ငံကိုမထွက်ခွာခင်သတင်းတောက်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာအမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုကလက်ရှိဟိုမိုရှီလက်ချာအရေးနဲ့ပတ်သက်ပြီးပြောသွားတာပါအမေရိကန်အနေနဲ့ကတော့အဲ့ဒီကမ္ဘာရေလမ်းကြောင်းဖြစ်တဲ့ဟိုမိုရှီလက်ချာမှာကုန်တင်သင်္ဘောတွေတွာလာမှုကိုစပ်ပြီးကာကွယ်သွားမယ်ဆိုပေမဲ့တခြားနိုင်ငံတွေလည်းစစ်ရေးပစ္စည်းဖြစ်ဖြစ်ငွေကြေးအကူအညီဖြစ်ဖြစ်ပိုပြီးပါဝင်ကူညီသင့်တယ်လို့ပြောပါတယ်တစ်ဖက်မှာလည်းအမေရိကန်ကအီရန်ရဲ့မြို့အတော်များများကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်အမေရိကန်ကဒီကနေ့ဇူလိုင်လ20ရက်နေ့မနက်ပိုင်းမှာတင်အီရန်ကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်ခဲ့ပြီးဟိုမိုရေလက်ကြားမှာလည်းတင်မော်စီမိလောင်မှုဖြစ်ပွားခဲ့တာကြောင့်အရှိအလေပိုင်းအခြေအနေကပိုပြီးတင်းမာလာနေပါတယ်တစ်ဖက်မှာလည်းဒီလိုစစ်ရေးတင်းမာမှုတွေကြောင့်ကမ္ဘာရေနံဈေးနှုန်းတွေလည်းပြန်လည်မြင့်တက်လာပြီးဒီကနေ့ဇူလိုင်လ20ရက်နေ့မှာတင် Brent ရေနံဈေးဟာတစည်းကိုအမေရိကန်ဒေါ်လာ90ကျော်တဲ့အထိပြန်လည်မြင့်တက်လာပါတယ်ဒါဟာကမ္ဘာရေနံတင်ပို့မှုရဲ့အဓိကလမ်းကြောင်းဖြစ်တဲ့ဟိုမိုရေလက်ကြားမှာတိုက်ပွဲတွေပြန်လည်ပြင်းထန်လာမှုကြောင့်ရေနံတည်ယူပို့ဆောင်ရေးထိခိုက်နိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေမြင့်တက်လာတဲ့အတွက်ကြာဆင်းနေတဲ့ရေနံဈေးတွေဟာပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်ခင်ဗျတစ်ဖက်မှာတော့အိန္ဒိယနိုင်ငံမှာပိုဟတ်ပါတီလူငယ်လှုပ်ရှားမှုဆန္ဒပြသူတွေဟာဒီကနေ့ဇူလိုင်လ20ရက်နေ့မနက်ပိုင်းမှာပဲလွှတ်တော်ကိုချီတက်ဖို့စုဝေးခဲ့ကြပြီးရဲတွေကတားမြစ်ပေမဲ့ဆက်လက်ဆန္ဒပြနေတယ်လို့အိန္ဒိယသတင်းတွေမှာဖော်ပြလာပါတယ်ဒီလှုပ်ရှားမှုဟာလအတော်ကြာဇက်တိုက်အရှိန်ရလာခဲ့တာဖြစ်ပြီးဝန်ကြီးချုပ်မိုဒီရဲ့တတိယသက်တမ်းအတွင်းအစိုးရရင်ဆိုင်နေရတဲ့အကြီးဆုံးပြည်သူဖိအားတစ်ခုအဖြစ်သတ်မှတ်ခံနေရပါတယ်လူမှုကွန်ရက်မှာလည်းဆန္ဒပြတဲ့သူတွေကိုထောက်ခံတဲ့သူတွေဟာတန်းနဲ့ချီရှိလာသလိုမြေပြင်မှာလည်းလူအင်အားပိုများလာနေပါတယ်ဒီလှုပ်ရှားမှုပိုပြီးအရှိန်ရလာတာကတော့စနေနေ့ကအစာငတ်ခံဆန္ဒပြနေတဲ့လူမျိုးရေးလှုပ်ရှားသူဆိုနန်ကိုရဲတပ်ဖွဲ့ကအင်အားသုံးပြီးစိတ်ကိုပို့ဆောင်လိုက်ပြီးတဲ့နောက်ဖြစ်လာတာပါဒီကနေ့ဇူလိုင်လ20ရက်နေ့မှာတော့အိန္ဒိယလွှတ်တော်ရဲ့မိုးရာသီအစည်းအဝေးစတင်တဲ့နေ့နဲ့တိုက်ဆိုင်ပြီးနယူးဒေလီမြို့လေကလူငယ်တွေစုဝေးရာဆန္ဒပြစခန်းကိုနိုင်ငံတော်ကထောက်ခံသူထောင်နဲ့ချီရောက်လာခဲ့ကြတာပါတစ်ဖက်မှာအိန္ဒိယရဲတပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်အများပြားကိုလည်းနေရာအနှံ့ချထားပြီးလွှတ်တော်အနီးတစ်ဝိုက်ကိုအတားအဆီးတွေပါချထားတာကြောင့်ဆန္ဒပြသူတွေနဲ့ထိတ်တိုက်တွေ့နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်အဲ့ဒီအိန္ဒိယနိုင်ငံကပူဟတ်ပါတီလှုပ်ရှားမှုဟာမေလာပိုင်းကပဲအမျိုးသားစစ်တပ်ကတော်ဝင်ခွင့်စာမေးပွဲမေကွန်းတွေပေါက်ကြားခဲ့ပြီးတဲ့နောက်ကျောင်းသား2တန်းကျော်စာမေးပွဲကိုနောက်တစ်ကြိမ်ပြန်ဖြေခဲ့ရတဲ့ဖြစ်ရအပြီးမှာစတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်ခင်ဗျတစ်ဖက်မှာတော့စပိန်နိုင်ငံမှာအခုနှစ်နွေရာသီအတွင်းတတိယအကြိမ်မြောက်အပူလှိုင်းဟာဇူလိုင်လ21ရက်နေ့ကစပြီးဝင်ရောက်တော့မှာဖြစ်တဲ့အတွက်နိုင်ငံတော်ကနေရာအများစုမှာအပူချိန်40 ဒီဂရီစင်တီဂရိတ်ကျော်တဲ့အထိမြင့်တက်နိုင်တယ်လို့စပိန်မိုးလေဝသဌာနကထုတ်ပြန်သတိပေးလိုက်ပါတယ်အဲ့ဒီထုတ်ပြန်ချက်အရစပိန်နိုင်ငံကိုဖျက်မဲ့အပူလှိုင်းဟာ
ဇူလိုင်လ23ရက်နေ့အထိတဖြည်းဖြည်းပုံမှုပြင်းထန်လာပြီးအဲ့ဒီနေ့ဟာအပူလှိုင်းရဲ့ပြင်းထန်ဆုံးနေ့ဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်စပိန်နိုင်ငံရဲ့တချို့ဒေသတွေမှာတော့45ဒီဂရီစင်တီဂရိတ်ကျော်တဲ့အထိတောင်ရောက်နိုင်တယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်အဲ့ဒီအပူလှိုင်းဖြတ်တဲ့အချိန်နေ့လယ်ပိုင်းတွေဆိုရင်တော့အပူရှိန်ပြင်းထန်မှာဖြစ်တဲ့အတွက်အပြင်မှာအလွတ်လွတ်တဲ့သူတွေတက်ကြီးရွယ်အိုတွေကလေးငယ်တွေနဲ့ကျန်းမာရေးမကောင်းတဲ့သူတွေအထူးသတိထားကြဖို့ကိုပါတိုက်တွန်းထားပါတယ်စပိန်နိုင်ငံဟာဒီနှစ်နွေရာသီအတွင်းအပူလှိုင်း2ကြိမ်ကြုံတွေ့ထားပြီးဖြစ်တယ်လို့ပထမအကြိမ်ကဇွန်လနှောင်းပိုင်းမှာဖြစ်ခဲ့ပြီးဒုတိယအကြိမ်ကတော့ဇွန်လအစပိုင်းမှာဖြစ်ပွားခဲ့တာပါသိပ္ပံပညာရှင်တွေကတော့ဒီလိုကမ္ဘာအပူချိန်မြင့်တက်လာတာတွေဟာလူသားတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်ဖြစ်လာတဲ့ရာသီဥတုပြောင်းလဲမှုအပူလှိုင်းတွေဖြစ်တယ်လို့ထောက်ပြထားပါတယ်အဲ့လိုအပူရှိန်မြင့်တက်လာတာကြောင့်တစ်ပင်တွေနဲ့တောအုပ်တွေပုံမ6တွေ့လာပြီးတောမီလောင်ကျွမ်းမှုအန္တရာယ်ကိုလည်းမြင့်တက်စေတယ်ဆိုပါတယ်ဒီလအစောပိုင်းမှာပဲစပိန်နိုင်ငံအရှေ့တောင်ပိုင်းမှာပြင်းထန်တဲ့တောမီလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးလူ73ဦးသေဆုံးခဲ့တယ်လို့ဒါဟာမကြသေးမီနှစ်တွေအတွင်းစပိန်နိုင်ငံမှာလူသေဆုံးမှုအများဆုံးတောမီလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာ